ဟုတ်ကဲ့မင်္ဂလာပါအညာမ house က intro ပါခင်ဗျလက်ရှိကျွန်တော်တို့ကယင်းနှိမ့်တဲ့သူတော်များဆိုလို့ရှိရင်တော့ဖွံ့ဖြိုးပြီးနေရတဲ့ဆာလို့ရှိရင်ဖွံ့ဖြိုးစားနေရတယ်ပို့ပြီးတော့ယင်းနှိမ့်တဲ့လာချတယ်လက်ရှိတောင်ကလာပါမျိုးနဲ့ဟာဆိုလို့ရှိရင်လည်း satellite ပေါ့နော်ဒါ project ဖြစ်လာတယ်စီးပွားရေးအကြည့်မယ်ဆိုလို့ရှိရင်လည်းအချက်အချာ type တစ်ခုဖြစ်လာပါတယ်ခင်ဗျတောင်ကလာပါမျိုးနဲ့ဆိုလို့ရှိရင်ဖွံ့ဖြိုးစားနေတယ်ဆိုလို့ရှိရင် domain ဖြစ်လာတယ် infrastructure တွေကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ land တွေအရန်ကိုကျလာတယ်ပေါ့နော် shopping center တွေဆိုလို့ရှိရင်လည်းပို့ပြီးတော့များလာတယ်မြို့ပြအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့စနစ်ကျလာတယ်ပေါ့နော် income ဈေးကွက်အနေနဲ့ဆိုလို့ကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးလောက်ခတ်ပြီးတော့မှတောင်ကလာပါမျိုးတွေကဈေးတက်ဖို့အလားအလာပို့ပြီးတော့ရှိလာတယ်ပေါ့နော် Indocity လိုမျိုး Software Permanent Project တွေကြောင့်မြို့နေရာဆိုလို့ရှိရင်ပို့ပြီးတော့စီကားလာတယ်ဒါဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တက်ဖို့အလားအလာပို့ပြီးတော့ရှိလာတယ်ပေါ့နော် Indocity ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရန်ကင်းမြို့နယ်တင်ငန်းကျွန်းမြို့နယ်မယန်းကုန်းမြို့နယ်မြောက်ကလာပါမြို့နယ်မြောက်တကုံမြို့နယ်တို့ရဲ့အလယ်မှာတရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးရဆိုလို့ရှိရင်လည်းပို့ပြီးတော့စီကားလာဖို့ပဲရှိပါတယ်ခင်ဗျာ Software Permanent ဖြစ်တဲ့အတွက် hotel လိုဝန်ဆောင်မှုတွေပါမယ် hotel လိုအေးစစ်စစ်နေလို့ရမယ်ကျွန်တော်အိမ်လုံးမလို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေသွားလို့ဖြစ်ပါတယ်စားပြပါမှဖြစ်တဲ့အတွက်အငှားအတွက်ဆိုလို့ရှိရင်လည်းအခြားကိုလိုတွေထက်30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိအငှားစိတ်ပိုရတာဖြစ်တဲ့အတွက်ကြောင့်မလို့အငှားလည်းပိုတွက် property management ဘိုင်းမှာဆိုလို့ရှိရင်လည်း24နာရီ service apartment ဖြစ်တဲ့အတွက်ကြောင့်မလို့ဝန်ဆောင်မှုဘိုင်းမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့အားကောင်းပါတယ်ခင်ဗျ။ Korea ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဖြစ်ပြီးလည်းဒီပညာပိုင်းရဆိုလို့ရှိရင်လည်းတော်တော်လေးအဆင့်မြင့်basketball လားတင်းနေရိုက်မလားဂျင်းဆော့မလား playground လားလူကြီးရောကလေးပါဝါသနာပါရကစားလို့ရတာဖြစ်တော့ community ကောင်းကောင်းကိုရရှိသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဝီဒီယိုအကတက်မရှိနဲ့အစိမ့်မြင့်တဲ့လူနေမှုပုံစံကိုလိုချင်တဲ့သူတွေအတွက်ရွေးချယ်ဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။ဒါကြောင့်လူကြီးမျိုးတို့အတွက်နေထိုင်မှုပဲဖြစ်စေ၊ရင်းနှီးမြှုပ်နှံမှုပဲဖြစ်စေဒီလိုအချက်အလက်တွေနဲ့ပြည့်စုံတဲ့ Indocity Service Apartment ကိုမဖြစ်မနေဝယ်ယူထားသင့်တယ်